တင်းကျိုးလာမှတဆောင်မုံလာအထိကုရဘာသာမြန်မာလူမျိုးတို့ဤအကြီးမြတ်ဆုံးသောအလူဒါနဖြစ်သည့်ကထိန်ပွဲတော်ကျင်းပခြင်းရောက်ပါပြီ။တင်ရဲမှာကထိန်ဆိုသောဆိုရိုးစကားအတိုင်းဤအလူဤအကျိုးတရားသည်မြဲမြံခိုင်ခန့်လာပါ၏။အထူးသဖြင့်ဘုံကထိန်ပွဲတော်မှာတော့ရဝေးရက်နီးကအလူရှင်များစုပေါင်းပါဝင်ပြီးရွှေငွေဖြင့်တစားဆင်ထားသည့်ပရိသတ်ပင်ကြီးများကိုအိုးစီပုံပေါင်းများ၏တေးတန်များနှင့်အတူပျော်ရွှင်စွာစီတန်းလှည့်လည်ကြပါသည်။ဤပွဲတော်သည်ယဟန်တန်ဃာတော်များအားဝါရင်းကာနအပြီးလိုအပ်သောသင်္ကန်းပရိက္ခယာများနှင့်အလူဝတ္ထုပစ္စည်းများကိုတန်ဃာအားလုံးကိုရည်မှန်း၍စုပေါင်းလှူဒန်းခြင်းပဲဖြစ်ပါတယ်။ခန္ဓာစီကားသည့်မြင်ကွင်းအကောင်းသည့်စေရနာတို့ဖြင့်ပြည့်နှံ့နေသောမြမရိုးရာယဉ်ကျေးမှုအမွေနှင့်တစ်ခုပဲဖြစ်ပါ၏။ဤတနေ့တစ်ခါလူကွင်းရသည့်အမွေမြတ်ဆုံးကထိန်အလူဒါနကြောင့်လူသူအလူခံနှစ်ဦးစလုံးကောင်းကျိုးချမ်းသာများထင်ပြည့်စုံကြပါစေ။